လူတတုံကြီးကကျွန်တော်ပြောကြတယ်ပေါ့နော်သူ့ဘဝကြီးကတာယာလိုက်တာခရီးတွေထွက်လိုက် vlog တွေရိုက်လိုက်နဲ့အားကြလိုက်တာဆိုပြီးခဏခဏပြောကြရပေါ့နော်အားမကြပါနဲ့ဗျာကျွန်တော်ဆိုတာလေကျမ်းမာကြီးလည်းမကောင်းပညာလည်းမတတ်ဘူးခရီးတွေထွက်နေရရင်ဟိုပျော်နေတတ်တဲ့သူမို့လို့ခရီးတွေထွက်နေရတာပါခရီးတွားရများလွယ်တယ်မထင်ပါနဲ့ဗျာကျွန်တော်ကလေအင်္ဂလိပ်လိုကလည်းမတတ်တိုးကိုက်ကလည်းမငားချင်ကို့ဘာသာတယောက်တည်းပုတ်ပုတ်ပပလွတ်လွတ်လပ်လပ်နဲ့တွားချင်တဲ့သူဆိုတော့ Visit 77 application ကိုသုံးတယ်လေဒီ application ကဘာ application လဲဆိုတော့ဥပမာကျွန်တော်တို့ထိုင်းစင်ကာပူဗီယက်နမ်မလေးရှားလာအိုကမ္ဘောဒီးယားတို့လိုနိုင်ငံရောက်ပြီဆိုရင်ကိုကဘယ်နေရာတွားချင်လဲဘာနာမည်ကြီးနေလဲဆိုတာဒီ application ထဲမှာလိပ်စာမြေပုံ Google Map နဲ့တကွာဖော်ပြထားရလေအဲ့တော့ကျွန်တော်အတွက်လည်းအဆင်ပြေတာပေါ့ तू ကနိုင်ငံခြားတင်မဟုတ်ဘူးနော်ကိုမြန်မာနိုင်ငံအတွင်းထဲမှာလည်းလဲပက်လို့ရတဲ့မြို့တွေမှန်သမျှအကုန်လမ်းညွှန်ပေးထားတာမလို့ကျွန်တော်တို့လိုခီးတွားနေတဲ့သူတွေအတွက်တော့ Visit 77 application ကအသုံးဝင်ဆုံးပဲဗျကဲဒီ application ကနော် Android မှာရော iOS မှာပါအလွယ်တကူ download ဆွဲလို့ရတာဆိုတော့အခုပဲ download ဆွဲလိုက်တော့နော်ကျွန်တော်ကတော့ဒီ application နဲ့ကဘာပတ်လိုက်ပါဦးမယ်ခင်ဗျာ